မင်္ဂလာပါရှင်ဒီနေ့ကတော့ဖို့အပိုင်းမရှိလို့သွေးကိုပောက်တာပါအဲ့ကိုပို့ပြီးတော့ပောက်လိုက်ပါတယ်အပိုင်းမဲ့ကို12ရက်နေ့ထင်ပြီးတော့ကျွန်မမှာပြီးတော့အသေးအထန်အန်တဖာလက်ကိုပို့ပြီးတော့သွေးပောက်လိုက်ရပါတယ်ဒါတော့သွေးပောက်လို့ပြီးပါပြီပိုင်းနေတဲ့ဆိုင်လေးကချစ်စရာလေးရန်ချစ်ဖို့ကောင်းတယ်ပို့ဒါတော့ဆေးရုံမှာဆရာဝန်နဲ့တက်ပြီးလို့ဆေးယူဖို့ဆောင်နေတာပါဆေးရုံဖို့ဆောင်လာတဲ့နိုင်ပြေးလောက်ကြပါတယ်အဲ့ဒါကိုမရှိတော့အိုက်ဆက်ပြီးတော့အမြင်ယူလိုက်တဲ့ဘယ်လိုမျိုးပြောနေတာမလဲအဲ့တော့ပုစိတ်ဆိုးနေတာပါနော်ဆေးနေရလို့ပါလူတွေကလည်းအရင်များပါတယ်ဒီများတဲ့နေရာတော့ကျွန်တော်တို့မရိုက်ခွေတော့ဘူးစိတ်ခံစားတဲ့နေရာလေးများတယ်စိတ်ပုတ်တဲ့နေရာလေးများပါတယ်ဒါတော့အိမ်ပြန်လမ်းမှာပါပြန်လဲမှောက်သွားပါပြီ။ဒါတော့အိမ်ကကျိုးဆုံနေတဲ့မြီးတွေတမက်တွေပါ။ဒါတော့သူ့ရဲ့အချစ်ဆုံးသမီးနဲ့ဘာတွေပြောနေလဲမသိအားလုံးကိုကျေးဇူးတင်ပါတယ်နော်